ဒီနေ့နေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျ။နောက်အဲ့တော့9ရက်5လ2025တရက်တာမှာတင်းလာသားသမီးဘယ်လိုကန်ဆာလာရေးနဲ့ကြုံတွေ့ရပါလဲ။အဲ့တော့ကြောင့်9ရက်5လ2025တရက်တာအတွက်တင်းလာသားသမီးရဲ့ပေါ်စလန်လေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်နော်။ကျွန်တော်တော့အောက်ခြေမင်းနေခိုင်းတဲ့ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဗျာနော်။အဲ့တော့9ရက်5လ2025တရက်တာမှာတင်းလာသားသမီးကန်ညက်နေတဲ့နေ့လေးဖြစ်ပါတယ်တဲ့နော်။မျောလင်းထားတဲ့မျောလင်းချက်ကလေးတွေတခုမှမအောင်မြင်တဲ့ပေးနေဒီမျောမှန်းထားတဲ့ဟာလေးပြုလေးတဲ့နေလေးဖြစ်ပါတယ်တဲ့ကြာရှုံးတဲ့နေလေးဖြစ်တယ်နော်အလုပ်နေရမှာပြဿနာတွေပေါ်တဲ့နေလေးဖြစ်ပါတယ်နောက်တစ်ခါအကြီးအကျယ်လုပ်ငန်းမှာစကားတွေများတတ်ပါတယ်တဲ့ပြီးတော့အလုပ်မှာအခြေတင်စကားပြောရတဲ့နေလေးလေးဖြစ်နေပါတယ်တဲ့တရားသားသမီးတွေဒီနေ့မှာတရားသားသမီးတွေကအပူလောင်တာနော်လက်စီဝါရှော့ဖြစ်တာလေးနဲ့ကြုံတွေ့ရတတ်ပါတယ်အထူးကူဆိုင်တဲ့နေလေးဖြစ်ပါတယ်တဲ့အဲ့ဒီတော့ကြောင့်9ရက်5လ2025တရက်တာဒီတင်းလာသားသမီးတွေအတွက်ကံညက်နေတယ်ဖြစ်ပါတယ်ဗျာเนาะအဲ့တော့ဒီကသားသမီးပါဆိုရှင် view လေးမှာ comment လေးဝင်ခဲ့ပေးပါဦးဗျာเนาะမိတ်ဆွေတို့အကျိုးရှိမှဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပေးပါဦးเนาะကျွန်တော်ရဲ့မင်းသူကမနောကြောက် Taronomic channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါဦးဗျာအားလုံးလည်းကျေးဇူးတင်ပါတယ်เนาะနှုတ်ဆက်ပါတယ်ကားစိတ်တာဒုက္ခတွေပြည့်စုံပါစေလို့ပြောဆိုပါ